လိန်ခမ်းလို့သွားတိုင်ရင်လိန်ခမ်းတဲ့ပတ်စံကိုပြန်မရတဲ့အပြင်သွားတိုင်တဲ့လူကိုယ်တိုင်မျက်နှာသူ victim မဟုတ်တော့ဘဲနဲ့ပြစ်မှုကျူးလွန်တဲ့သူ criminal ဖြစ်သွားမှာပါအလိန်ခံရပေမဲ့ရဲတိုင်ရင်ခမရပါထောင်ကျသွားမယ်ဖြစ်တဲ့အကြောင်းသိပြီလားလိန်ခံရတာတိတိကြီးနဲ့ရဲကိုတိုင်လို့မရတဲ့ဖြစ်တယ်တကယ်ကိုရှိပါတယ်9%နေလိန်ခံရတာပဲရဲတိုင်လို့ရတာပေါ့လို့လူတိုင်းထင်နေကြတယ်ဒါပေမဲ့အခုပြောပြသွားမယ်ဖြစ်ဒီမှာကြတော့လိန်ခံလို့သွားတိုင်ရင်လိန်ခံတဲ့ပတ်စံကိုပြန်မရတဲ့အပြင်သွားတိုင်တဲ့လူကိုယ်တိုင်မျက်နှာသူ victim မဟုတ်တော့ဘဲနဲ့ပြစ်မှုကျူးလွန်တဲ့သူ criminal ဖြစ်သွားမှာပါလို့ဖြစ်တွေကဘယ်လိုလဲဆိုရင်လိုင်စင်မဲ့ရှင်ဝတ်တောက်ကနဲ့ဆိုင်ငယ်တွေကိုဝယ်ယူခြင်းဖြစ်ပါတယ်ညလိုင်းပေါ်မှာမဖြစ်နိုင်တဲ့ဈေးတွေနဲ့ရောင်းနေတာရှိတယ်အဲ့ဒါတကယ်လို့ဓာတ်ပုံနေနဲ့တင်ပြီးရောင်းတာသူတို့ကဘယ်လိုတွေတင်ရောင်းလို့ဆိုရင်သူများရောင်းနေတဲ့သူစီကနေအကောင့်နဲ့စီကနေသူကယူပြီးယူတယ်ဝတ်တောက်ကနဲ့လိမ်မဲ့သူဆိုရင်ဝတ်တောက်ကတကယ်ကိုဝတ်တောက်ကရောင်းနေတဲ့သူတွေဝတ်တောက်ဆိုင်ငယ်ရောင်းနေသူတွေရဲ့ဓာတ်ပုံတွေကိုယူတယ်ယူပြီးရင်သူတို့ကမဖြစ်နိုင်တဲ့လုံးဝဈေးတွေနဲ့သူတို့ကပြတယ်ဘယ်လိုလုံးဆိုရင်ဒီ Lexus Kuro တို့ Land Cruiser တို့ဆိုရင်တောက်ဆိုရင်တော့3000ခန်းနဲ့ရှိအဲ့လိုကားတွေကိုသူတို့က150 200တို့လောက်နဲ့ဈေးခေါ်ထားတာမျိုးနောက်ထပ် Honda Fit တို့ Insight တို့ဆိုရင်ဈေးကွက်ထဲမှာ100ကျော်တွေရှိရပေါ့100ကျော်ရှိရတာသူတို့က45သိန်းတို့350တို့လောက်နဲ့ဈေးခေါ်ပြပြောတာမျိုးနောက်ထပ် Honda ဆိုင်ကယ်ဆိုရင်လည်း Honda Scoopy တို့ Click တို့လိုဆိုင်ကယ်တွေဒီ Racing Beam ဆိုင်ကယ်တွေဆိုဆိုင်ကယ်တွေကိုသူတို့ကလုံးဝပုတ်ပဲအပြင်မှာ80လောက်ပေါင်တဲ့ဟာတွေသူတို့က15သိန်းတို့30တို့နဲ့ပဲဈေးခေါ်ထားတယ်အဲ့တော့အဲ့လိုစီလို့တော့မိလိုက်တယ်ဆိုရင်သူတို့ကရတယ်ဘယ်မှာပါပေါ့ဘယ်မြို့နယ်တချို့ဆိုရင်အမှမြို့နယ်ဝေးရနေရတယ်ပေါ့ဥမာတာချီလိတ်တို့မော်လမြိုင်တို့ဖအန်းတို့ကျိုင်းတုံတို့ဟိုဝေးရသူတို့ကပြတယ်ရှိုးနေတကယ်တချို့လိန်နေသူတိကျပြနဲ့လိန်တဲ့သူဆိုရင်တကယ်ရှိနေရှိုးရင်းလိမ့်စာကိုသူတို့ပေးတာအဲ့လိုပေးပြီးအဲ့ရှိုးရင်းကိုတကယ်ရှိလားပြပါဆိုရင်သူတို့ကအဲ့မှနေနေသူကဗီဒီယိုကောသွားရိုက်ပြီးဗီဒီယိုရိုက်ပြီးပို့ပြလိုက်တာဟုတ်ပြီအဲ့တော့သူတို့ကစီယံငွေတစ်ဝက်ပေးပါခုနကားတို့ဝတ်တော့ကားတို့ဆိုင်ငယ်တို့စီယံငွေတစ်ဝက်တောင်းတယ်နောက်ပြီးတော့ကယ်ရီကတောင်းတယ်အဲ့စီယံငွေတို့ကယ်ရီကတို့ပေးလိုက်တယ်ဆိုရင်တော့သွားပြီကိုဘလော့သွားတာပဲအလိန်ခန်းတဲ့ငွေပမာဏကတော့ဒီငွေ30ခန်းနဲ့ရှာခန်းအထိဖြစ်တယ်ဒီဘာလို့သွားတိုင်လို့မရအောင်ဆိုတော့ဝတ်တော့ကားတို့ဝတ်တော့ဆိုင်ငယ်တို့က2012ခုနှစ်ပို့ကုန်သွင်းကုန်ဥပဒေပုံမှန်8ရသူတို့တွေကိုစီးမြင်နေဆိုရင် sorry မပိုးတဲ့ထောင်အောင်ချမှတ်ခံရတယ်နောက်နံပါတ်1အစိုးရစာရန်အတုတွေကိုဝယ်ယူရတာပါဝယ်ယူတဲ့နေရာမှာ2မျိုးရှိတယ်အစစ်ထင်ပြီးတော့ရိုးသားဝယ်တာနဲ့အတူမှန်တိတိရဲ့နဲ့မယိုမသားဝယ်တဲ့သူတွေအစစ်ထင်ပြီးတော့မှားတဲ့သူတွေကဘယ်လိုလဲဆိုတော့ဒီမွေးစင်းနေအမှတ်ပုံတင်နေအိမ်အောင်စရာတွေတချို့ကတော့တကယ်ကိုလှုပ်ဖို့ခက်ခဲလို့အစစ်ဆိုပြီးတော့ယုံကြည်ပြီးတော့အပ်တာလိန်တဲ့သူတွေကလည်းပြီးရတယ်ဘလို့လိန်နှုံးဆိုရင်လာဝကယူနီဖောင်းဝတ်ထားပြီးတော့ TikTok ဆော့တဲ့သူတွေဒါကတော့ဝန်ထမ်းတွေကိုပြောတာမဟုတ်ဘူးလာဝကယူနီဖောင်းတွေဆိုရင်ဝတ်ထားပြီး TikTok ဆော့တဲ့အကောင့်တွေရှိတယ်အဲ့ဒါတွေတဲ့လေအကောင့်တွေသူကဒါ TikTok မှာဒီ Razer မပါအောင် Waterman မပါအောင်ထောင်းလို့ချနောက်ပြီးအကောင့်တိဆောက်သူတို့ခက်တီတွေနဲ့သူတို့အကောင့်တိဆောက်ပြအကောင့်တွေမှာမှတ်ပုံတင်အိမ်အောင်စရာရသည်လူကိုယ်တိုင်လာစရာမလိုဆိုပြီးတော့အဲ့လိုလုပ်ပြီးတော့ရောင်းတာပေါ့အဲ့တော့ကိုယ်လည်းတချို့ကလည်းတကယ်ကိုမှတ်ပုံတင်မရှိတဲ့ခါကြတော့လောကခက်တယ်ဘာလို့ခက်တော့မှတ်ပုံတင်ရဖို့တော့ဆိုရင်အိမ်အောင်စရာထဲမှာရှိရမယ်အိမ်အောင်စရာထဲမှာတချို့ဆိုရင်အသက်16နှစ်ပြည့်တဲ့အထိအိမ်အောင်စရာထဲမှာမပါသေးတဲ့သူတွေရှိတယ်အဲ့တော့အိမ်အောင်စရာထဲမှာပါသေးဘူးဆိုပြီးတော့မှတ်ပုံတင်မရတော့အိမ်အောင်စရာထဲမှာပါသေးလို့ဆိုပြီးမှတ်ပုံတင်မရအဲ့မှာမုံလုံးဆက်ကူကပ်ပြီးတော့နောက်တော့ဒီ line ပေါ်တွေ့တဲ့ဟာတွေနဲ့မှားလိုက်တယ်အဲ့လိုမှားလိုက်တဲ့ခါကျတော့လိန်ခံရတယ်အဲ့လိုဆိုင်ဆန်တဲ့အလိန်နဲ့ထဲမှာအတူမှန်တည့်ရတဲ့တက်နဲ့ဝဲတယ်လည်းရှိတယ်ဘလို့ဆိုင်ဆန်တဲ့မျိုးစားတွေတော့ဆိုကျွန်တော်တို့နိုင်ငံကူးလက်မှတ်ဟော passport တွေpassport တွေနောက်လည်း10တန်းအောင်လက်မှတ်တို့ဝဲလက်မှတ်တို့ကိုမအောင်တာဗျာသိတာပေါ့အဲ့တော့10တန်းကိုလည်း10တန်းမအောင်ဘဲနဲ့10တန်းအောင်လက်မှတ်ထွက်အောင်ကိုယုံတယ်ကိုနာမည်နဲ့ထွက်အောင်လုပ်ကြရတယ်10တန်းအောင်လက်မှတ်တွေဝဲလက်မှတ်တွေစသဖြင့်ပေါ့နော်စသနောက်တစ်ခုကဒီကားသမားတွေကရှင်မောင်းနိုင်စဉ်ကိုသူမျိုးသောအကြောင်းပြချက်တစ်ခုပေါ့မနော်လိုအပ်ချက်တစ်ခုရ
သူတို့ကခါဝေးလိုင်းစင်လောက်ပဲရှိကြတယ်အဲ့တော့အနက်တင်နဲ့မောင်းလို့မရတဲ့ခါကျသူတို့ကဘာလုပ်တော့ဆိုတော့လိုင်းစင်အနီးဆိုပြီးတော့လိုင်းပေါ်မှာရောက်နေတာရှိတယ်သူတို့ရုပ်တင်တယ်ပေါ့နော်သူတို့နာမည်အဲ့ဒါမှားကြတယ်ခုနဝတ်တောက်ကနဲ့ဆက်ဆက်ပြီးပြောရမယ်ဆိုရင်ဒီနံပါတ်ပြားအတုနဲ့ဝိတဲ့အတုတွေကိုရောင်းတဲ့ဟာလည်းရှိတယ်နောက်ထပ်ကိုလောဘနဲ့ကိုဖြစ်တဲ့လင်ခံခြင်းလင်ခံရတာကျတော့ငွေအတုမှာကျွန်တော်တို့ဇကားကြီးကြည့်ဖို့ဆိုပြီးဝင်ထားတဲ့ဒီ Telegram တွေကနေဘလို့လို့ငွေတုရောင်းသွားတဲ့ group တွေဖြစ်သွား channel တွေဖြစ်သွားမှမသိဘူးကိုအောင်ငွေတုရောင်းဝယ်ရေးတို့အဲ့လိုမျိုးတွေနောက်ထပ်ရှိသေးတယ်ဒီ TikTok တို့ Facebook တို့မှာမှန်နေဗျာတသိန်းကို3000ပေးရင်တသိန်းရတယ်အဲ့လိုအကောင့်တွေမှန်ထားတဲ့အကောင့်တွေတွားမေးနေလိန်ခံရတာအထူးဆန်းဆန်းနဲ့အန်ဝေါ်တဲ့လိန်ခံတာရှိသေးတယ် P2P ဆိုပြီးလိန်ခံရတာလိန်တာ KP 3000ပေးလိုက်ရင် KP တသိန်းပြန်ပေးတယ်တော့ Win Money ဒီ3000ပေးလိုက်ရင် Win Money တသိန်းနဲ့ Win Money 3000ပေးလိုက် KP တသိန်းပြန်ပေးရတော့အဲ့လိုမျိုးနဲ့အလိန်ခံရတာသူလိန်တဲ့သူတွေကလည်းတကယ်ဟိုနော် screenshot တွေနဲ့အတူတွေနဲ့ review အတူတွေနဲ့ဟိုပြလိန်တာအလိန်ခံမဲ့ပမာဏတော့ဒီအစစ်မှန်မသိဘဲနဲ့မှားလိုက်တဲ့ဟာတွေဆိုရင်ဒီတိန်ကနန်းလောက်ရှိကြတယ်နောက်ထပ်ဒီငွေတုမှာတာတို့ဘာလို့ဆိုရင်တော့ကိုလောဘနဲ့ကိုပေါ့ခုနစားရစာရနေအတူပြုလုပ်တဲ့သူတွေကရာဇသကြီးပုံမှ46ခွန်ဒီသုံးမဟုတ်468တို့ရထောင်နဲ့9နှစ်ထိချမှတ်ခံရနိုင်တယ်သူတို့အနံ့နဲ့သူကတော့အားပေးကူညီတဲ့သူတွေဖြစ်နေရာဇသကြီးပုံမှ109ရအားပေးကူညီမှုမြောက်တယ်အဲ့တော့တော်တိုင်လို့မရပါဘူးနံပါတ်3 online လောင်းကစားလို့ခေါ်တဲ့ slot game ငါဖန် game လို့ကျွဲစီးတာကျွဲဖမ်းတာလို့အဲ့လို game တွေအပြင်ကျွန်တော်ဒီဘောလုံးလို့ခေါ်တဲ့တစ်လုံးနှစ်လုံးသုံးလုံးတို့ကို site တွေမှာဒီ online ပေါ်ကနေလောင်းဖို့ဆိုပြီး site တွေမှာ Genesis ပါသွားတာပေါ့သွားပြီးတော့ unit ထည့်တယ်အဲ့ခါ unit ထည့်တဲ့ခါကျတော့ကိုယ်ပတ်စံလွှဲလိုက်ပြီးမှဘလော့သွားတာမျိုးအဲ့ထက်အောင်သက်နိုင်တာကျတော့ကိုကအားပါဆော့အဲ့လိုမောင်းနေတင်ညာနဲ့ချီပြီးပေါက်ပြီးဆိုမှပြန်ထုတ်မရတာမျိုးပြန်ထုတ်မပြီးတော့တာမျိုးတခုအကြောင်းပြပြီးဟို size set down ဒီ size set down ဆိုပြီးတော့လောက်တာမျိုးဒီမြန်မာနိုင်ငံမှာဆိုရင်နာမည်ကြီးဆက်လီတယောက်ကို sponsor ပေးထားတဲ့လောင်းကစားတာကုမ္ပဏီဆိုရင်သူ့စီမှာလိုမျိုးပေါ့ဒီမောင်းပေါက်သွားတဲ့လူရာခဏန်းပတ်စံ300ခဏန်းကိုထုတ်ဖို့အတွက်ကိုနှစ်ချီပြီးကြာသွားတယ်လို့ကျွန်တော်အိုင်းပေါ်မှာတက်လာတာတွေ့ဘူးတယ်ဒါကတော့လောင်းကစားတက်ပေါ့နောက်ထပ်လောင်းကစားတက်နေတဲ့ခါကျတော့ခစ်စားနေရဲ့မဲရောင်းတာဘလို့မဲလဲဆိုရင်ကားမဲဆိုင်ငယ်မဲတို့ဖုန်းမဲတို့ပါသူတို့ကတိတ်မကြသိခင်ကနေမန္တလေးမှာကားမဲလုပ်တဲ့သူကိုလောင်းကစားဥပဒေနဲ့ဖမ်းလိုက်တယ်တချို့ကလည်းအတီးတခြားကိုကားမဲရောင်းတာလုံးဝရောင်းတယ်အဲ့ဒါလောင်းကစားဥပဒေနဲ့ညှိတယ်ဘလို့ရောင်းကြလုံးဆိုရင်သူတို့ခါဒီဈေးကွက်ထဲမှာတမန်ထက်ဈေးနဲ့နှိမ့်မဲ့ကားတွေပေါ့ဥမာဘာလို့ဈေးနေရဆိုဥမာဂျိုကားဂျင်းကားပေါ့နည်းနည်းတိုက်ခိုက်ပါတာတို့ပေါ့အဲ့လိုကားတွေကိုသူတို့ဝယ်တယ်တမန်ပေါက်ဈေးတဲ့ဥမာ800 1000လောက်ဆိုရင်800လောက်ဆိုရင်900လောက်နဲ့လို့ဝယ်ပြီးတော့သူကကားမဲပေါက်တယ်အဲ့တော့ကားမဲပေါက်သွားတဲ့သူကသူ့ထိုင်နေသူကံပေါ့အဲ့ဒီဟာမှာတချို့ကတီးတန့်ကိုလိန်သေးတာ scanning လိန်မှု scanning တီးတန့်ဘလို့လိန်လဲဆိုရင်ကား showroom တွေကပုံတွေကိုအဲ့ဈေးပေါ်နဲ့မဲဆိုပြီးရောင်းတာခုနမဲရောင်းတဲ့သူတွေစီကပုံတွေလည်းယူပြီးမဲလိုလည်းရောင်းတဲ့လို့ကား showroom ကပုံတွေကိုယူပြီးတော့မဲဆိုပြီးရောင်းတယ်အဲ့မှာရီးစရာကောင်းတာကအဲ့လို3500လောက်အဲ့လိုတန်တဲ့ကားတွေကိုသူကတမဲကို2သိန်းတို့3သိန်းတို့ထားပါတော့3သိန်းပဲတမဲကို3သိန်းပေါ့အဲ့3သိန်းတမဲဝယ်2000ရပြီအဲ့1500ပဲကြာမယ်ဗျာ1500လုံးပဲကြာမယ်ခင်ဗျမဲ1000လုံးသူရောင်းရတာသူ3500ပဲရမှာ3500ပဲကြာမှာသူကတန်ကြီးကခင်ဗျလိုင်းစင်းနဲ့ဆိုရင်3500လောက်ပေါက်တကားဗျာအဲ့ဒါကိုထိုးတဲ့သူတွေရှိသေးတယ်အဲ့လိုလိန်ခံရတာအဲ့ကားမဲတို့ဆိုင်ငယ်မဲတို့ကိုလိန်တဲ့သူတွေရောတကယ်အတီရောင်းတဲ့သူတွေကဘယ်လိုလုပ်တုံးဆိုသူက Facebook တို့ကျွန်တော် TikTok တို့မှာ boost ထိုးပြီးရောင်းတာအဲ့လို boost ထိုးတဲ့ရောင်းကြတာအဲ့မှာရီးစရာကောင်းတာတကယ်ကိုမဲအစ်စ်ရောင်းတဲ့ကောင်တွေက boost ထိုးတာထက်အဲ့လိန်တဲ့ကောင်တွေ boost ထိုးတာပိုများတယ်လိန်တဲ့ကောင်ဟိုတကယ်မဲရောင်းတဲ့ကောင်ကသူ့မှာကားရင်လည်းရှိသေးတယ်တကယ်လို့ဟိုမဲက1000လောက်ထားပြီးမဲ့300လောက်ဒါမှမဟုတ်900လောက်ပဲထွက်တယ်ဆိုရင်
ထိုးထားတဲ့ထဲကနေပါတန်သူကရှုံးနိုင်တယ်ဟိုကောင်နဲ့တော့ရှုံးမရှိဘူးဟိုကောင်နဲ့ကဝင်လာသမျှသူကအမြတ်ပဲဆိုပြီးတော့ boost ကိုလိမ့်မိန်ထိုးပြီးရောင်းတာသင်ခံရမယ့်ပမာဏကတော့တောင်းကနန်းကနေ300ကနန်းတိပေါ့အဲ့ဒါကိုဘာလို့တိုင်လို့မရအောင်ဆိုတော့2019ခုနှစ်လောင်းကစားဥပဒေပြဋ္ဌာန်းချက်အရဆိုရင်လောင်းကစားလုပ်တဲ့အခါမှာတိုင်ရောထိုးသားရောအပြစ်ရှိတယ်အဲ့တော့ကိုကထိုးသားအနေနဲ့လုပ်လိုက်ပြီးတဲ့အတွက်တိုင်လို့မရအောင်ထိုးသားကထောင်နဲ့6လနေတစ်နှစ်နံပါတ်4နယ်ဆက်ပြည့်ကျော်ဝန်ဆောင်မှုတွေဒါကတော့ကျွန်တော်နိုင်ငံရဲ့လက်ရှိအခြေအနေအရဆိုရင်ထိုင်းတို့မလေးရှားတို့ကိုအောက်လန်းနေကူးမဲ့သူတွေတတိထားပါတရားမဝင်ကန်ကူ agent တွေစီကိုငွေလွှဲလိုက်ပြီးတော့လုံးဝတိတက်အလိန်ခံရတာဆိုရင်လည်းပတ်တိုင်လို့မရဘူး။ဟုတ်တော့ကိုကတရားမဝင်ကန်ကူမှာမလို့အဲ့လိုမဟုတ်ဘဲနဲ့ကန်တော့ကူပြီးလိုက်ပါရဲ့ဟိုဘက်ကိုသွားမယ့်နေရာကိုကြိုးကြောင်နဲ့အဲ့လိုလမ်းလျှောက်ရတာတော့တော်တဲ့အဆင့်ဆင့်တောင်းဆင့်ဆင့်ကိုဖျက်ရတာတော့ဆိုရင်လေကိုရောက်မှာကိုပြောထားတဲ့အတိုင်းမဟုတ်ပါဘူးဆိုဟိုဘက်နိုင်ငံရေးကိုသွားတိုင်လို့မရဘူး။ဟုတ်တော့ကိုကခိုးဝင်ကိုတစ်ဖက်နိုင်ငံမှာကိုကခိုးဝင်ဆိုပြီးတော့အဖမ်းခံရပြီးတော့ထောင်ချနိုင်တယ်လင်ခံရတဲ့ပမာဏကတော့သူက30ကနန်းနေ30ကြီးပိုင်းထိပေါ့အဲ့လိုမျိုးရှိပါတယ်ငါ cryptocurrency ကိုဝယ်ခြင်းနဲ့ forex trading မှာရင်းနှီးမြှုပ်နှံပြီးအကျိုးမြတ်ခွဲဝေပေးမယ်ဆိုတဲ့လုပ်ငန်းတွေမှာဝင်လိုက်တာပါ cryptocurrency ကဏ္ဍမှာဆိုရင်ဒီ bitcoin လို့ cryptocurrency တွေကို2019ခုနှစ်ကတည်းကမြန်မာနိုင်ငံတော်ဘဏ်ကတရားမဝင်ကြောင်းပိတ်ပင်တားမြစ်ထားတယ်2020ထုတ်ပြန်ချက်အရဆိုရင်မြန်မာနိုင်ငံအတွင်းမှာနေထိုင်တဲ့ညီသူမဆိုဒီ digital currency တွေကိုရောင်းဝယ်တာလဲလှယ်တာတွေမပြုလုပ်ရဘူးလို့တရားဝင်တားမြစ်ထားတယ် cryptocurrency နဲ့ပတ်သက်တဲ့တိကျဥပဒေတော့တည်တဲ့မရှိသေးပေမဲ့နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေမြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေနဲ့ငွေကြေးခွန်အားချမှုတိုက်ဖျက်ရေးဥပဒေတို့နဲ့လက်ရှိမှာအရေးယူနေတယ်အဲ့တော့ cryptocurrency ကိုဝယ်လိုက်လို့ငွေလဲပြီးမှဘလော့သွားတာမျိုးဆိုလည်းသွားတိုင်လို့မရအောင်နောက်တစ်ခုက forex training ကဏ္ဍ forex training လုပ်ဆောင်ပေးနေတဲ့ Access တို့ XN လို့တော့ online platform တွေကမြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ license ရှိတဲ့သူတွေမဟုတ်ဘူးအဲ့တော့နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုံမှန်38ရနိုင်ငံခြားငွေကို license မရှိဘဲရောင်းဝယ်ခြင်းဟာပြစ်မှုမြောက်တယ်အဲ့တော့အဲ့ဥပဒေပုံမှန်42အရ3နှစ်ထက်မပိုတဲ့ထောင်ဒဏ်ကိုချမှတ်ခံရမယ် broker တွေစီမှာလိန်ခံရတာဒါမှမဟုတ်ငွေထုတ်လို့မရတဲ့ပြဿနာတွေပေါ်လာရင်လည်းမြန်မာနိုင်ငံတော်တရားရုံးတွေမှာတရားစွဲဆိုရေးယူပေးဖို့ဥပဒေကြောင်းအရကာကွယ်ပေးမထားဘူး first training နဲ့ပတ်သက်ပြီးမြန်မာနိုင်ငံမှာနာမည်ကြီးသွားတဲ့ကိစ္စဖြစ်လိုက်တယ်ဒေါက်တာညီညီဆွေတို့ကိစ္စလို့ကျွန်တော်တို့သိရတယ်ဒေါက်တာညီညီတို့ကိစ္စလို့ဆိုရင်သူကဒီဟာကိုရင်းနှီးမြှုပ်နှံဖို့ငွေသူတို့စီမှာလာအနှံချောင်းဒီဟာတွေလုပ်တယ်ဆိုပြီးတော့စာချုပ်ချုပ်ဆိုကြောင်းတွေပြရတယ်အဲ့မှာ forex trade ချုပ်ဆိုထားတဲ့စာချုပ်တွေကတရားမဝင်တဲ့ကိစ္စတွေဖြစ်နေတဲ့အတွက်ဥပဒေအရပြက်ပြဲတဲ့စာချုပ်တွေဖြစ်နေတယ် void agreement ဖြစ်တဲ့အတွက် void contract ဖြစ်တယ်တရားမဝင်တဲ့လုပ်ရက်သို့မဟုတ်ဥပဒေကတားမြစ်ထားတဲ့လုပ်ရက်အတွက်ချုပ်ဆိုတဲ့စာချုပ်တွေကဥပဒေကအတည်မပြုနိုင်ဘူး forex ကိုအကြောင်းပြပြီးငွေလိမ်မှုစုဆောင်းတာတသက်ဆိုရင်တော့အစကတည်းကလိမ်လည်လုပ်သေးရှိတယ်ဆိုရင်ရသတိကြီးပုံမှန်420ရလိမ်လည်မှုတော့မြောက်တယ်ရောင်စုံဝေကြောင်းရတော့တိုင်တိုင်းနိုင်ပေမဲ့တဲမှာကြောင်းရတော့ငွေပြန်ယူဖို့ခက်တယ်အဲ့လိုကျူးလွန်ထားတဲ့နောက်ထပ်ပြစ်မှုကအများပြည်သူထံကနေငွေစုဆောင်းထားတဲ့ကိစ္စမလို့2016ခုနှစ်ငွေရေးကြေးအဖွဲ့အစည်းများဥပဒေပုံမှန်158ရပြစ်မှုမြောက်ပြီးတော့ပုံမှန်182ရနှစ်နှစ်ထိထောင်ဒဏ်ချမှတ်ခံရနိုင်တယ်ဒီအလိမ်ခံရတဲ့ပမာဏတွေကတော့လူတဦးချင်းစီဆိုရင်သိန်းကြီးပိုင်းကနေထောင်ကြီးပိုင်းထိပဲဒီဒေါက်တာညီညီတို့ဆွေတို့ forex trading ကိစ္စဆိုရင်ငွေကျပ်ကိုဘီလီယံနဲ့ချီပြီးရှိနိုင်တယ်လို့ခန့်မှန်းထားကြတာရှိတယ်မဲဆိုင်ရာဝန်ဆောင်မှုနဲ့ပစ္စည်းတွေဝယ်ယူခြင်းမှာဒီဖြစ်ရတွေကတော့ယောက်ျားလေးတွေကိုအဓိကထားရွေးတာပေါ့ဘယ်လိုမျိုးလဲဆိုရင်စာသားနဲ့ဆိုရင်ဘလောက်အတန်းနဲ့ဆိုဘလောက်ဗီဒီယိုကောခေါ်ပြီးဆိုရင်ဘလောက်ဆိုပြီးတော့ဆက်ချက်ဖို့အတွက်ဟိုလွှဲလိုက်တာပေါ့အဲ့လိုလွှဲလိုက်ပြီးမှဟိုကဘလော့သွားတာနောက်ထပ်ရှိသေးတာကဒီ line ပေါ်ကနေတပုံလေးကြည့်ပြီးတော့ဒိတ်ခဲခေါ်မယ်ပေါ့ဒိတ်ခဲခေါ်မယ်ဆိုပြီးဒိတ်ခဲခေါ်မယ်ဆိုဘလောက်ဆိုပြီးဟုတ်ပြီအဲ့ဒါဆယ်ရန်ငွေပေးပါဆိုဆယ်ရန်ငွေထည့်လိုက်တယ်ဆယ်ရန်ငွေလဲပြီးတဲ့ခါကျမှဘလော့သွားတာမျိုးတွေTelegram group တွေမှာဝင်မယ်ပေါ့နော် VIP group ဆိုပြီးဝင်မယ်ဆိုပြီးတော့ဝင်လိုက်တဲ့ခါမှာ block ခံရတဲ့ဟာမျိုးတွေပါပစ္စည်းဝယ်ယူတာနဲ့ပတ်သက်ရင်တော့လူကြီးကစားစရာနဲ့
ဒီ subscribe တွေကိုမှာယူတာမျိုးပါအဲ့ပြင်ဒီမျိုးသားတွေဒီစောင့်ဆောင်တဲ့ကိစ္စတွေဖြစ်တဲ့ကြီးစေးတို့ကြာစေးတို့လိုပစ္စည်းတွေကိုမှာယူလိုက်ပြီးမှ block ခံရတယ်လေလိန်တို့မကြည်မနှက်ဖြစ်ပြီးတော့တော့တိုင်မယ်ဆိုရင်လည်းကိုယ်တိုင်ကဥပဒေနဲ့ညီစွန်းနေတာရောကိုယ်တိုင်အရှက်ရတယ်မျိုးဆိုတော့ဘယ်သူမှထုတ်ဖော်ပြီးတော့တော့တိုင်ချမှာတော့မဟုတ်ဘူးဒီခံရရင်တော့အောင်တက်ပေါ့ဥပဒေမှာစီမင်းတစ်ခုရှိတယ်မှန်ကန်တဲ့အကြောင်းအရာကိုအခြေခံပြီးတော့တရားစွဲဆိုပိုင်ခွင့်မရှိဘူးဆိုတာပါပဲအဲ့တော့မအားပါနဲ့မအားဘူးဆိုပြီးတော့လောပါလေမကြည့်ကြပါနဲ့โอเคအခုကြည့်နေသူတွေမှာရောလိန်ခံရပြီးတော့ဥပဒေချောင်းရကျင်းမဆိုင်ရတဲ့အခက်ခဲတွေဖြစ်တည်ရှိလားရှိနေတယ်ဆိုရင်မှာရေးခဲ့ပြီးတော့မေးလို့ရတယ်လို့အသေးစိတ်ဆွေးနွေးလို့ဆိုရင်တော့ဒီ account profile မှာတင်ထားတဲ့ Viber ဖုန်းနံပါတ်ဒါမှမဟုတ် message box မှာသင်ပြင်ပြနိုင်ပါတယ်အခုကြည့်ရှုနေတဲ့သူတွေနှစ်သက်မှာလိန်ညာချင်းကင်းဝေးပြီးတော့စိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပါစေဥစ္စာစီးပွားတိုးတက်ကြပါစေ Happy New Year ပါ